အားလုံးပဲမင်္ဂလာပါဒီအိမ်မကြီးကဒေါက်တာအီကိုရောက်နေပါတယ်ရှူတင်ရှိတာနဲ့ဒေါက်တာအီကိုမကြီးလာတဲ့အကြောင်းရင်းကမကြီးညနေမှာဝက်ချန်တအားပေါက်လို့ပါမကြီးတက်50ကျော်ပြီဒါပေမဲ့ဝက်ချန်အခုချိန်ကြီးပေါက်နေတော့အဲ့ဒါနဲ့မင်းသမီးလေးခိုင်နေဝင်ရမကြီးကိုပြောရဲဒေါက်တာအီကိုတော့လာမကြီးဒီဝက်ချန်တွေပြောင်းသွားနိုင်နေဆိုတော့အဲ့ဒါမကြီးလည်းဒေါက်တာအီကိုဆက်တယ်ပြီးရောက်လာခဲ့တာပေါ့နော်ရောက်လာခဲ့တဲ့ခါမှာဒီမကြီးရဲ့ဒီမေးရိုးမှာရှိဝက်ချန်တွေအသားများမိုင်းဝတ်ချပေါ်တဲ့ဒီဘက်ဒီမှာအရန်များနှစ်ဖက်လုံးအိမ်မုန်းစင်ဝင်ပေါက်တဲ့နေရာတွေမှာပေါက်တာပေါ့နော်အဲ့လိုဘာကြောင့်ပေါက်လဲလို့မိုင်းဆရာဝန်နဲ့စစ်စစ်ကြည့်တော့လည်းမိုင်းမှာပိုင်ရိုက်ရှိတာတခြားအခုဟော်မုန်းပြောင်းလဲတာတွေကတခြားပေါက်တာပေါ့နော်အဲ့နဲ့မိုင်းကဒေါက်တာအီနဲ့တွေ့ခါမှာဒေါက်တာအီကခွဲသားလေးအားလုံးကလည်းမိုင်းကိုလဲကျူဆိုတယ်နည်းနည်းထွေးကျူဆိုတယ်ပြီးတော့ဒီဝက်ချန်တွေကိုဒီတခြားလေးတစ်ချိန်ပေါ့နော်ဒိုင်မွန်လီဆာပေါ့နော်အဲ့ဒါနဲ့မိုင်းကိုလုပ်ပေးလိုက်တယ်အဲ့ဒီ diamond laser လုပ်လိုက်တာပါတခါပဲမာကြီးလုပ်လိုက်တာအဲ့မှာဒီနားမှာရှိဝက်ချက်လေးခုံပြောက်ပါတယ်အခုမာကြီးဒါကိုလာဒီချိန်မြောက်မာကြီးဘာလာလုပ်နေရလဲဆိုတော့မာကြီးဝက်ချက်ကြောင့်ဖြစ်တဲ့အမာရွက်တွေကိုမာကြီးပြန်လာပြီးပါအောင်လာပြီးကုနေရပေါ့ဆိုတော့အရန်တိတာတယ်တစ်ချိန်နဲ့တိတာတဲ့အတွက်မာကြီးဒေါက်တာအေးလေးကျေးဇူးတင်ပါတယ်မာကြီးကိုမှလုပ်ပြီးတဲ့ဆရာဝန်လေးတွေဘုံလို့ဗိုက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့မျက်နှာမှာဝက်ချက်လေးအများကြီးရှိနေတဲ့သူတွေဆိုရင်ဒေါက်တာအေးလာပါဒီထိုင်ဝမ်လီစာလေးပူထုံးလေးကိုလာပြီးပူတာပါလို့မိုင်းရတက်တော့ပါတယ်ခိစားဝင်စီရတာ ဒီလိုပေါင်းတယ် ဟုတ်တဲ့ကြတာဒီတဲ့ဒီပါဆိုလို့ဓာတ်လိုက်ချင်တယ်ဓာတ်ပြီးပြပါ